Nasi channel ပြန်လာကြည့်လိုက်ပါအခုည9နာရီ10နာရီထုတ်ဖို့မယ်ပေါ့နော်ခဏ right back ထဲလာမနေ့ကျူရှင်8နာရီတော့9နာရီခွဲထားမှာဖြစ်ပါတယ်အခုကတော့ကျူရှင်တော့ back လုပ်မှာဖြစ်ပါတယ်ဒါကတော့ grade 4 run နဲ့8ပါချင်ပေမဲ့ဒါ Nasi ကကျူရှင်မှာ3မိပေါ့နော် pointကဲဒီရက်ပစ္စည်းလေးကတော့ဗာလေးလဲဆိုတော့အတန်လေးရနေတိခံပြီးပါနော်ဒါကကြတော့ Nasi ကကြတော့ဒီ English textbook စာအုပ်ပဲဖြစ်ပါတယ်တော်ထုတ်ရတယ်ပေါ့နော်ဒါကကြတော့ grammar ရဲ့ textbook ကိုစာပေဝရောပြီးဖြစ်ရတဲ့စာအုပ်လေးပဲဖြစ်ပါရှင်ဒါကကြတော့ grammar စာအုပ်လေးပဲဖြစ်ပါတယ် so cute ဒီနောက်ဘက်ကကြောင်ရဲ့တော်တော်ချစ်ဖို့ကောင်းနေကွယ်ဒါကကျတော့ Nasi က grade 5 ရပြီအတွက်ဒီမှာ grade 5 textbook back နောက်တစ်ပုဒ်ကကျတော့လိုအပ်မရစာအုပ်အသစ်ဆောင်ထားရလေးပဲဖြစ်ပါတယ်ဒါကကျတော့ story fan for starter ရဲ့ဒါက fan for starter ရဲ့ပေါ့နော်ဒီချက်ဝယ်ခိုင်းထားလို့ရပါရှင်ဒီ grammar စာအုပ်လေး Nasi ပြပေးမယ်ပေါ့နော်ဒါကgrammar စာအုပ်ပါ grade 5 grammar စာအုပ်ပါပေါ့နော်Nasi ကအဆောက်ခင်မှာတက်တဲ့အတွက်ဒီကတချို့ကျောင်းတွေမှာ grammar မသိဘူးပေါ့နော် Nasi ကျောင်းမှာတော့ grammar သိပါတယ်အဲ့တော့မနေ့ကကျူရှင်တောင်းဖို့အတွက် backလေးလုပ်ပါမယ်ဒါကကြတော့စာမေးပွဲပြင်မှာရွေးရတာဆိုဒီအောက်ဆုံးမှာထားမယ်ပေါ့နော်ဒီစာအုပ်ဒီအောက်ဆုံးမှာအရင်တော့ဆိုရင်စာအုပ်တွေများရေပေါ့နော်ဒါပေမဲ့မတင်တဲ့ဟာတွေကို Nasi ကနည်းနည်း short ထားရပါတော့ဒါကကျတော့ Nasi ရဲ့ Passer case လေးပဲဖြစ်ပါတယ်ဒီထက်မှာဆိုရင်အကြောင်းမှာကြတော့Nasi တို့ရ grade 5ပြင်မယ်ဘောပင်နဲ့မရေးရသေးဘူးပေါ့နော် grade 6ကျမှဘောပင်နဲ့ရေးရမှာဖြစ်ပါတယ်အတော် Nasi ကကျူရှင်မှာကျတော့ဘောပင်နဲ့စာရေးနေရပြီဒါကကျတော့အကြောင်းကသိပဲစာ mini ခိုင်း mini ပါဘောပင်နဲ့တစ်ချက်ပြပေးမယ်ဒါကကျတော့ဘောပင်ပေါ့နော်မြင်ဆိုဝယ်ဖို့ပေါ့နော်မအားလို့မဝယ်ရတာကျန်တဲ့ဟာတွေကကျတော့အကြောင်းကတော့ stationery ပဲပေါ့နော်ဒါကကြတော့အေးဒါပြည်ရပြီပါโอเคဒါကနည်းနည်းသိပြီးတော့မလိုအပ်တဲ့ဟာတွေပေါ့နော်အဲ့ဒါလေးတွေလိုအပ်တဲ့ဟာတွေနဲ့စီကထားခဲ့တယ်ပေါ့နော်ဟိုဟာဘလူးလဲဆိုတော့ဆီယမမသိခန့်တဲ့ဟာတွေပဲပေါ့ခါလေးကြတော့ဘူးတဲ့အချိန်တော့ပန်ကားလေးပါအစရင် back failure ပါပြီNasi ပြောပြရင်ပေါ့နော် Nasi ဒီလိုမျိုးကြောဘောအိတ်ကိုဒီလိုမလွယ်ပဲနဲ့ဒီလိုလွယ်တာကိုကြိုက်လားသို့မဟုတ်ဒီလိုလွယ်တာလေးကိုကြိုက်တာ Nasi ကတော့ဒီလိုမျိုးလွယ်တာပဲကြိုက်ပါတယ် Okay ဒီနေ့ပါအောင်မတတာပါ